ရှင်ရကျင်းခဲ့သူတွေပတ်ဝန်းကျင်ကမိတ်ဆွေတွေခါနော်အားလုံးဟာဒီလိုအခက်ခဲအစမပြေမှုနော်ကာလမှာမိမိကိုကျမ်းမအောင်နေမယ်နော်ကိုရှင်တန်ရတာကအတိတ်ပဲရှိစွာရှင်တန်ဖို့အတွက်ဘာတွေရှင်တန်တဲ့အချိန်မှာကောင်းမှုကုသိုလ်တွေဘာတွေလုပ်မလဲနော်ကိုချစ်ရသူတွေအတွက်နော်ကုသိုလ်ကောင်းမှုတွေလုပ်ပေးနိုင်မယ်blessing ဆုတောင်းပေးနိုင်မယ်ကိုကူညီနိုင်တဲ့သူတွေကိုတတ်နိုင်သလောက်ကူညီမယ်ဒါမျိုးရှင်တန်နေရတာအတိတ်ပဲရှိတယ်ဆိုတော့ခံစားချက်ခံယူချက်လေးအတီးတီးမှာပေါ်ပေါက်လာအောင်ဆရာတို့ပတ်ဝန်းကျင်မှာရှိတဲ့မိတ်ဆွေတွေကပံ့ပိုးပေးဖို့လိုပါတယ်မန်လေးနဲ့စကားအောင်ပို့ပြီးတော့လောက်ခတ်သွားတဲ့ဒီပြင်းထန်တဲ့ငလျင်ကြောင့်ဆရာတို့မြန်မာနိုင်ငံလူမြန်မာနိုင်ငံသားတွေဒီဒေသမှာရှိတဲ့သူတွေအားလုံးဟာဆရာတို့ကြီးကြီးမားမားထိကြိုက်မှုတွေဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်နေရတဲ့အချိန်ဖြစ်ပါတယ်။တော်ငလျင်ရဲ့နောက်ဆက်တွဲလောက်ခတ်မှုလေးတွေကလည်းမကြာခဏဖြစ်ပေါ်နေတဲ့အတွက်ဆရာတို့ဒီ affected area ဒီဒေသမှာရှိတဲ့သူတွေရဲ့ဆရာတို့ဆုံးရှုံးမှုဆိုတဲ့နေရာမှာဆရာတို့ချစ်ခင်ရတဲ့သူတွေဆုံးရှုံးတာတွေloss of love နော် loss of property ပိုင်ဆိုင်မှုတွေပျက်စီးတာတွေဆုံးရှုံးတာတွေဒါမျိုးတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရပါတယ်နောက်တစ်ချက်ကလည်းနောက်ထပ်လွတ်ခတ်မှုလေးတွေနောက်ဆက်တွဲထောက်ချစရာလေးတွေရှိနေတဲ့အတွက်ဆရာတို့စိတ်ထဲမှာပြန်ဖြစ်မလားဆိုရင်မှုပူပန်မှုကြောက်ရွံ့မှုတွေပြင်းထန်စွာစိတ်မချမ်းမြေ့မှုတွေပြင်းထန်စွာခံစားနေရတာအချိန်ဖြစ်ပါတယ်ဆရာတို့ဒီငလျင်တဘာဝဘေးအန္တရာယ်နောက်ဆက်တွဲကြောင့်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိတယ်ဒီဘက်ခန္ဓာကိုယ်ပိုင်းဆိုင်ရာထိခိုက်မှုတွေနာကျင်မှုတွေကျန်းမာရေးပြဿနာတွေပစ္စည်းဥစ္စာဆုံးရှုံးမှုတွေရှိတယ်ဆရာတို့ဒီစိတ်ပိုင်းဆိုင်ရာနောက်ဆက်တွဲပြဿနာဒီကဆိုရင်ဆရာတို့ဒီတဘာဝဘေးအန္တရာယ်အလွန်မှာဆရာတို့ဖြစ်ပေါ်နိုင်တာကဆရာတို့ပြည်စည်းမှုတွေဆိုရင်ကြိုးချက်မှုတွေ anxiety stress ဒါမျိုးတွေseverity လိုက်နော်တယောက်နဲ့တယောက်တူးချင်းပေါ်မူတည်ပြီးတော့ကွဲပြားခြားနားစွာအနေနဲ့အများခံစားရမှာဖြစ်ပါတယ်ဒီဘာတွေခံစားရမလဲဆိုရင်ဆရာတို့ဆိုရင်ပူပန်မှုတွေစိတ်ပြည်စည်းမှုတွေကိုယ့်ရဲ့ချစ်ခင်ရတဲ့သူတွေတခုခုထိခိုက်နိုင်ကျင်သွားတယ်ဆုံးရှုံးသွားတယ်ပျက်စီးသွားတယ်ဆိုရင်ဆရာတို့စိတ်ထဲမှာကြောက်ရွံ့နေတယ်နော် guilty feeling ဝမ်းနည်းစိတ်တွေရှိမယ်ဘယ်ချိန်မှပြန်ဖြစ်မလဲနော်ပို့ပြီးတော့ဒစိမ့်စိမ့်တွေးပြီးတော့ထုတ်မရအောင်နော်အတွေးတွေထုတ်မရအောင် intrusive thought အတွေးတွေထက်ခါဝင်နေမယ်နောက်ပြီးကျတော့ flashback ဒီပုံရိပ်တွေဒီမြင်ကွင်းတွေကိုတကယ်ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ဖြစ်စဉ်မှာဒီအတန်နေကြားနေဒီဝါတွေစူညံတန်တွေကူပါကဲပါဒါမျိုးအတန်တွေက flashback ထက်ခါမျက်စိတွေကမထွက်ဘူးနှလုံးသားတွေကမထွက်ဘူးဒါမျိုးခံစားချက်တွေကိုရင်ဆိုင်နေရမှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ဆရာတို့nightmare အိမ်မဆိုးရီမဲ့အိမ်မပြောဘူးနော် sign and symptom of anxiety depression စိတ်ကြည်စီးမှုတွေစိတ်ဓာတ်ကြတယ်စိုးရိမ်ပူပန်မှုတွေဒါတွေကအားလုံးတွေ့ရမှာဖြစ်ပါတယ်ဆရာတို့ဒီသဘာဝဘေးအန္တရာယ်တခြားကြီးမားမားဒဏ်ရာအလွန်ဆရာတို့ကပ်ဘေးအန္တရာယ်ဒါမျိုးတွေဖြစ်ပေါ်ပြီးနောက်ပိုင်းမှာခန္ဓာကိုယ်ဘိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေဖြစ်နိုင်တယ်လို့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေကလည်းဆရာတို့အများဆုံးတွေ့ရပါတယ်ပတ်ဝန်းကျင်မှာရှိတဲ့မိတ်ဆွေအမျိုးအတီအကျွမ်းဒါတွေကလည်းဆရာတို့တက်နိုင်တဲ့ဘက်ကပူပေါင်းဆောင်ရွက်ပံ့ပိုးပေးဖို့လိုပါတယ်ဒီစိတ်ပိုင်းဆိုင်ရာဆိုရိမ်မှုတွေကြောင်းကြမှုတွေပြည်စည်းမှုတွေကြောင့်ဆရာတို့နောက်ဆက်တွဲခန္ဓာကိုယ်ပိုင်းဆိုင်ရာစိတ်ကြောင့်ဖြစ်တဲ့နော်ခန္ဓာကိုယ်ပိုင်းဆိုင်ရာတွေလည်းခံစားတွေ့ရှိနိုင်ပါတယ်။ဒါတွေလည်းဆိုတော့somatoform disorder လို့ခေါ်တဲ့ဆရာတို့ခန္ဓာကိုယ်မှာယောဂကြီးမားမားစိတ်ကြည့်ရင်မရှိဘူး။ဒါမှမဟုတ်စိတ်ပိုင်းဆိုင်ရာ anxiety တွေworry တွေဆိုရင်မှုပူပန်မှုတောကတွေများတဲ့အချိန်မှာဆရာတို့ခန္ဓာကိုယ်ရဲ့had to do အကုန်လုံးအောင်ကြောအားနေတယ် concentration အောင်ဆိုင်လို့မရတော့ဘူးbite တွေအောင့်နေအစမပြူဒါမျိုးခန္ဓာကိုယ်ပိုင်းဆိုင်ရာလက္ခဏာတွေခံစားတွေ့ရှိနိုင်ပါတယ်တတိကျွမ်းကျင်တဲ့ဆရာဝန်တွေတမတော်တွေနဲ့ပြကြည့်မယ်ဆရာတို့တို့တွေဖြစ်မယ်လိုအပ်တဲ့ investigation တွေစုံစမ်းမှုတွေလုပ်ရင်လည်းဒီ result တွေမှာအဖြေတွေကပုံမှန်ဖြစ်နေပါတယ်ဒါမှမဟုတ်တကယ်ခံစားရတဲ့သူမှာ
ဆိုရင်ကြောင်းကြမှုနောက်မှာဖြစ်ပေါ်လာတဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာလက္ခဏာတွေသူတို့ဒါတွေကတကယ်မဖြစ်ဘူးကောင်းတယ်ဘာမှမဖြစ်ဘူးအဖြစ်တွေအကုန်ကောင်းတယ်ဒါမျိုးတော့ပြောလို့မရပါဘူးဘာဖြစ်လို့မရသူတို့ခံစားနေရတာသူတို့ပဲသိပါတယ်အဲ့တော့ကျွန်တော်တို့က sympathy empathy ကိုချင်းစာစိမ့်တယ်သူတို့ခံစားနေရတာပိုလွန်းတယ်ဟိုဟာပြီးဒါမျိုးတွားပြီးတော့ blame လုပ်လို့မရဘူးကိုချင်းစာစိမ့်နဲ့နှလုံးသားနဲ့ခံစားပြီးတော့ကျွန်တော်နားထောင်ပြီးမယ်ပူပေါင်းဆောင်ရွက်ပြီးမယ်အားပေးစကားလေးတွေပြောပြီးမယ်ဒါမျိုးဝိုင်းဝန်းဆောင်ရွက်ခြင်းအပြင်ဆရာတို့ကူညီပံ့ပိုးမှုပေးရရောက်မှာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့ရှင်သန်ကြရင်ခဲ့သူတွေပတ်ဝန်းကျင်ကမိတ်ဆွေတွေနော်အားလုံးဟာဒီလိုအခက်ခဲအစမပြေမှုနော်ကာလမှာမိမိကိုကျမ်းမအောင်နေမယ်နော်ကိုရှင်သန်ရတာကအတိတ်ပဲရှိစွာရှင်သန်ဖို့အတွက်ဘာတွေရှင်သန်တဲ့အချိန်မှာကောင်းမှုကုသိုလ်တွေဘာတွေလုပ်မလဲနော်ကိုချစ်ရသူတွေအတွက်နော်ကုသိုလ်ကောင်းမှုတွေလုပ်ပေးနိုင်မယ်blessing ဆုတောင်းပေးနိုင်မယ်ကိုကူညီနိုင်တဲ့သူတွေကိုတတ်နိုင်သလောက်ကူညီမယ်ဒါမျိုးရှင်သန်နေရတာအတိတ်ပဲရှိတယ်ဆိုတော့ခံစားချက်ခံယူချက်လေးအတီးတီးမှာပေါ်ပေါက်လာအောင်ဆရာတို့ပတ်ဝန်းကျင်မှာရှိတဲ့မိတ်ဆွေတွေကပံ့ပိုးပေးဖို့လိုပါတယ်အချင်းချင်းတတ်နိုင်သလောက်မိမိပတ်ဝန်းကျင်မှာရှိတဲ့သူတွေကို sharing caring ကူညီမယ်ပံ့ပိုးမယ်ဒါမျိုးလေးတွေ volunteer work လေးတွေလုပ်မယ်ဘာမှမတတ်နိုင်တော့မှဆရာတို့အားပေးစကားလေးတွေတတ်နိုင်သလောက်နှိမ့်သိမ့်တာလေးတွေလုပ်ခြင်းအပြင်ဆရာတို့ပတ်ဝန်းကျင်မှာခံစားနေရတဲ့ပြည်စည်းမှုတွေတောကတွေအနေနဲ့အများနော်တက်တာပြီးတော့ဆရာတို့ဒီအမြန်ဆုံးဒီကပ်ဘေးကြီးကိုကျော်လွှားနိုင်မှုဆရာတို့အားလုံးဝိုင်းဝန်းပူးပေါင်းကြိုးစားဆောင်ရွက်ဖို့လိုတယ်လို့ပြောချင်ပါတယ်